အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတနင်္ဂနွေမှာရှင်ပြန်ကစားသွားမယ် Chelsea နဲ့ Arsenal ရဲ့ပွဲကြုံသုံးချက်လောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီဒီဘက်မှာဒီ Chelsea ရော Arsenal ရောအဆင့်1ကော2ကောဖြစ်နေတာကြောင့်ပိုပြီးကြည့်လို့ကောင်းပါမယ်ပြီးတော့ဂျာရက်မှာကန်သွားတဲ့ Champions League ပွဲတွေမှာလည်း Chelsea ရော Arsenal ရောကဒါရက်လက်ကောင်းတွေပြထားတယ်ဆိုတော့စိတ်ဝင်စားတဲ့အရန်ကောင်းမဲ့ပွဲလို့ထင်တယ်ဒါတနင်္ဂနွေမှာရှင်ပြန်ကစားသွားမယ်ပွဲရတော့ဒါ Chelsea Queen Stamford Bridge မှာဖြစ်တယ်ဆိုတော့Chelsea အနေနဲ့ Arsenal ကိုမနိုင်တာတော်တော်လဲကြာပြီပြီးတော့တစ်နှစ်ကို Arsenal ကို4မှတ်လောက်အလကလှူနေတဲ့အသင်းလို့နာမည်ထွက်နေတယ်တကယ်လည်းဟုတ်ပါတယ်သိလားဒီ Chelsea ကွင်းမှာဆိုတည်ကြတယ် Arsenal ကွင်းမှာဆိုသွားရှုံးတယ်ဒါမျိုးကွန်ပြိုင်ဘက်အနေနဲ့တော့တော်တော်ခါးသီးတဲ့ဘယ်လိုပြောရမလဲခါးသီးရဲ့နှစ်တွေလို့ပြောလို့ရတယ်ဗျာဆိုတော့ကျွန်တော် Chelsea fan နေတဲ့အနိုင်ရကျင်တယ်ဘာလို့ဆိုတော့အရင်က Arsenal ဒီလိုပြန်မကောင်းလာခင်က Chelsea ကပုံမှန် Arsenal ဆိုအရင်ကြောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးဗျာဆိုတော့မနိုင်ပြောရင် Chelsea fan နေလည်းနိုင်နေတယ်ဆိုတော့လက်ရှိချိန်နေရဆိုရင်တော့ Arsenal တော့ပူတာမှန်တယ်ဒါပေမဲ့ကွင်းရ Chelsea ကွင်းဖြစ်နေတယ်ပြီးတော့Chelsea ကလက်ရှိမှာဖိအားအများကြီးရှိမနေဘူးဗျာဖိအားအများကြီးရှိမနေဘူးဆိုတော့ Chelsea ရဲ့ပိုင်ရှင်တွေရောနီးပြတွေရောအကုန်လုံးကဒါChelsea ကို top 4ဝင်လောက်ပဲမှန်းလာတာဆိုတော့အနိုင်ရရှိသွားလဲsorry Arsenal အနိုင်ရရှိသွား Chelsea ရှုံးသွားလဲကိစ္စတော့အရင်ရှိမနေဘူးဗျာဒီလားဒီအဲ့လိုမျိုး pressure ဘိုင်းရရှင်းမယ်ဆိုရင်ဒါ Arsenal ကပို့ပြီးတော့ pressure များတယ် Chelsea ကိုရှုံးသွားရင်အမှတ်ကတ်ဝါနိုင်တယ်ဒါမှမဟုတ်တေးကြရင်တော့မှဘာပဲပြောဘယ်လိုပြောမလဲနောက်မှလိုက်လာမယ် Man City ကိုပါရှိရဗျာအမှန်တမ်းပြောရင်ဒီ Liverpool ဆိုရင်ဒီ Champion ပြီးလန်းတွေကထုတ်လိုက်လို့ရပြီကျွန်တော်တို့ Chelsea အသင်းကိုယ်တိုင်ရောကျွန်တော်တို့ fan တွေရော Chelsea ကိုဒီဘယ်လိုပြောမလဲ Champion စိန်ခေါ်တဲ့အသင်းတိုက်တဲ့ challenger အနေနဲ့မတက်မှတ်ထားဘူးဗျာဒီနှစ်ကဒီလားဆိုတော့မနိုင်ပြောရင်ဒီနေ့ပွဲမှာနိုင်ရရှိဖို့မလိုအပ်ဘူးဒါမဲ့ဒီမရှုံးနိုင်မှုနဲ့တည်ရမှာရရင်တော့နိုင်ကြတာပေါ့အဲ့လိုအနေထားမျိုးလိုချင်တယ်ဆိုတော့ပွဲတော့ကြည့်လို့ကောင်းမယ်တိုက်စစ်ဆိုရင်လည်း Chelsea တိုက်စစ်ကောကွင်းလေဟိုကဒါ Arsenal နဲ့တူတူတန်တန်ရှင်ကစားနိုင်တဲ့အနေအထားမျိုးရှိရဗျာပူကောင်းတယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ Chelsea အနေနဲ့အဓိကကြည့်ရမှာတော့ခံစစ်တာတေချာကစားမယ်ဆိုရင်တော့ဒါရလက်ကောင်းတစ်ခုမျှော်မှန်းနိုင်တယ်ပြီးတော့ကျွန်တော်ပြောရရင်ဒီ Arsenal ဆိုတာကဒီနှစ်မှာအရင်နှစ်တွေကကျွန်တော်သိခဲ့ Arsenal ဆိုတာထက်အများကြီးပိုကောင်းလာတယ်ဗျာ squad depth ကောပြီးသွားရင်တပွဲချင်းကပ်ပုံကပိုကောင်းလာတယ်ပြီးတော့ခံစစ်လည်းပိုပြီးတောင်းလာတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အရင်ကြီးတော့မလွယ်ဘူးကျွန်တော်တော့လက်ရှိ Chelsea ရဲ့ form များတရေလောက်တော့ကြာနိုင်တယ်လို့ထင်တယ်ဗျာတည်ရမချက် Arsenal ကိုနိုင်သွားဖို့ဆိုတော့မလွယ်ဘူး Arsenal ကလည်းအဲ့လိုအဖြစ်ခံမှာမဟုတ်ဘူးကျွန်တော်တော့1-1ဒါမှမဟုတ်2-2ဆိုတဲ့ရလဒ်မျိုးနဲ့ဒါတရေကြသွားမယ်လို့ထင်တယ်ပြီးတော့တကယ်လို့အမှားတွေလုပ်ရင်လည်းတင်မှာရှုံးသွားနိုင်တဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်ဗျာရှုံးရင်တော့မှခံစစ်ကတလွဲချော်လုပ်ရင်ဂိုးပြက်တွေပါရဗျာရှုံးသွားနိုင်တယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တော့ဘယ်လိုပွဲထွက်လာမလဲဆိုရင်ဒါတိုက်စစ်နေရာမှာဒီ lab ဒါမှမဟုတ်ရင် Joao Pedro ကျွန်တော်အဲ့တိုက်စစ်ထောင်နေရခံမှန်းမှုခတ်တယ်ပြီးရင်တောင်ပိုင်းတစ်ဖက်ကတော့ဒါကနာချိုးရဲ့Pedro Neto ရဲ့လို့ထင်တယ် Estiva ကိုသူတို့အရန်နေနောက်ပဲသုံးမယ်ဒါကွင်းလယ်မှာEnzo Cancelo ပြီးသွားရင်ဒီ James ကိုကွင်းလယ်ကိုပို့ပြီးကစားမယ်လို့ထင်တယ်ဒါနောက်တန်းမှာတော့ထုံးစံတိုင်း Cucurella ဒါ Fofana ချလို့ပါပြီးသွားရင်ဒီ Gustoကိုသမားတော့ Sanchez အဲ့လိုပွဲထွက်လာမယ်လို့ထင်တယ်ဆိုတော့ကျွန်တော် Arsenal ဘက်ကတော့ဒီနောက်တန်း Gabriel နာနေတဲ့နေရာမှာဒါအရင်စပါးနဲ့ပွဲရလို့ Hincapi တို့ဘာလို့ထွက်လာမလားတော့မသိဘူးဒါပေမဲ့ Blue ပဲဖြစ်ဖြစ်ဒါအဓိကကစားသမားနာသွားတော့သူအရန်တောင်းနေရဗျာသိလားဆိုတော့နည်းနည်းတော့Chelsea အမှားလုံးစိုးရင်ကြတော့ကောင်းတယ်ကျွန်တော်ကတော့ Chelsea နိုင်သွားမယ်လို့တော့sorry ကျွန်တော်တို့ Chelsea တေးလောက်ကြာအောင်မယ်လို့ထင်တယ်ဆိုတော့အားလုံးပဲဘယ်လိုမြင်လဲမသိဘူး comment ရေးပြသွားပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ